င်္ဂလာပါကျွန်တော်တို့အခုဒါ template number 3ကိုဝယ်ယူထားတဲ့ကိုတွေအတွက် template number 3နဲ့ပတ်သက်တဲ့အချက်လက်လေးကျွန်တော်ပြောပြပေးခြင်းလို့ပါဒီ template number 3မှာကျွန်တော်တို့ဒီအပေါ်ကဒီ banner image ပုံရှိပါတယ်ကျွန်တော်တို့အပေါ်ကဒီ sign နာမည်လေးရှိတယ်ပြီးရင်ဒီပုံရဲ့အပေါ်မှာစာနှစ်ကြောင်းရှိတယ်ရန်ကုန် auto service နဲ့အောက်ကစာသားလေး our premier service နဲ့အောက်ကစာသားလေးပြီးရင်ကျွန်တော်တို့ category 1 2 3 4 5ခုရှိပါတယ်ဒီ category ကိုနှိပ်လိုက်ရင်သူ့အောက်က item မျိုးစားတွေကျွန်တော်တို့ထွက်လာပါတယ်ပြန်ထွက်လိုက်မယ်ကျွန်တော်တို့ဒါ category တွေ5ခုရှိတယ် category တောင်နှိပ်လိုက်ရင်သူ့အောက်က item မျိုးစားတွေထွက်လာမယ်ကျွန်တော်တို့အောက်မှာရန်ကုန် auto service ဆိုရင်ဟိုးဘောကနာမည်ပေးထားတဲ့ auto service ရှိရဲ့သူ့ဆိုင်မှာလုပ်ပေးတဲ့ description တွေဖော်ပြပေးထားတယ်သူ့ဆိုင်အောင်ဆက်သွယ်လို့ရတယ်ကျွန်တော်တို့ social media link တွေရှိတယ်ပြီးရန်ကုန် auto service ရဲ့ကျွန်တော်တို့လိပ်စာရှိတယ်ဒီ Google Map link ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ဆိုင်လိပ်စာကိုရောက်ပါမယ်ဖုန်းကိုနှိပ်ရင်ကျွန်တော်တို့ဖုန်းနဲ့ဖုန်းနှိပ်ပြီးတော့ကျွန်တော်တို့သွားလို့ရပါတယ်ဒါဆိုရင် Gmail ကိုနှိပ်ရင် Gmail ကနေပို့လို့ရမယ်ကျွန်တော်တို့ဒါဆိုင်ပွင့်ချိန်ပိတ်ချိန်လေးနဲ့ဒါလေးကိုမြင်ရတယ်ရန်ကုန် auto service ရဲ့ view လေးပါဒါလေးကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုရင်အရင်ဆုံးကျွန်တော်တို့ customer အနေနဲ့ဒီ view လေးကိုမြင်ရမယ် back office အနေနဲ့ကျွန်တော်တို့ပေးထားတဲ့ link ကိုကျွန်တော်တို့က Gmail နဲ့ password ပေးထားတာလေးကိုဒီထဲကိုဖြည့်လိုက်ပါမယ်ဖြည့်ပြီးပြီဆိုရင်ကျွန်တော်တို့ login ဝင်လိုက်ရင်ကျွန်တော်တို့အခုဒီ view ကိုမြင်ရပါမယ်ဒီ view မှာကျွန်တော်တို့ဆိုင်ကကျွန်တော်တို့ဒီ template ကဒီအပေါ်အကြောင်းလေးကိုစရှင်းပြမယ်ဆိုရင်ကျွန်တော်တို့ကနိုင်ငံတည်တည်မှာဒီကောင်းအောင်လုပ်တဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုတဲ့ကြက်လို့ထားမယ်ကျွန်တော်တို့ USD နဲ့လုပ်ချင်နေရတယ်စင်ကာပူဒေါ်လာနဲ့လုပ်ချင်နေရတယ်ထိုင်းဘတ်နဲ့လုပ်ချင်နေရတယ်ကျွန်တော်တို့ဒီ back office ကိုထိန်းသိမ်းဖို့အတွက်ကျွန်တော်တို့အင်္ဂလိပ်တင်မြန်မာစာနဲ့လည်းကျွန်တော်တို့ support ပေးထားပါတယ်ဒါမြန်မာစာနဲ့ပတ်သက်လို့ပါကျွန်တော်တို့မြန်မာစာနဲ့ပတ်သက်လို့လည်း support ပေးထားပါတယ်ဒါ English ပါပြန်ပြောင်းလိုက်ပါပြီကျွန်တော်တို့ dashboard ဆိုတဲ့ဒီခလုတ်လေးကစရှင်းပြရမယ်ဒီ dashboard ဆိုတာကိုစသိပါဒီမှာ12ရက်1လ2026ဆိုတာကျွန်တော်တို့အခုဒီနေ့ဒီ template ကို login ပထမဆုံးစဝင်ပြီဆိုရင်ကျွန်တော်တို့12ရက်1လ2026ဆိုတဲ့ date နဲ့စတွေ့ရပါမယ်ကျွန်တော်တို့ဝယ်လိုက်တဲ့ date ပေါ့ကျွန်တော်တို့စတင်ဝယ်တဲ့ date ပေါ့ဒီနေရာဘာမှလုပ်စရာမလိုပါဘူး short info ဒီ short info လေးကိုပြောမယ်ဆိုရင်ဒီမှာကျွန်တော်တို့ shop name ကိုယ့်ရဲ့ site name ရန်ကုန် auto service ကိုယ့်ရဲ့ description ဒီမှာဖြစ်မယ်အဲ့ဒီနှစ်ချက်လေးကကျွန်တော်တို့ဘယ်မှာပေါ်မလဲဆိုရင်ရန်ကုန် auto service ကတော့ template ရဲ့ဒီအပေါ်ဆုံးမှာတစ်ခါပေါ်တယ်ပြီးရင်ကျွန်တော်တို့ဒီမှာရန်ကုန် auto service လို့ပေါ်တယ်သူအောက်ကစာသားပေါ်ပါတယ်ဒီနေရာမှာရန်ကုန် auto service ကကိုယ့်ဘက်ကိုတခြားစာသားချိန်လေရပါတယ်ခင်ဗျကျွန်တော်အဲ့နေရာလေးချိန်ဖို့ချိန်နေပြပါမယ်အခုရန်ကုန် auto service နဲ့ဒီနှစ်နေရာကဒီကောင်ရဲ့အပေါ်ဆုံးနဲ့ဒီအောက်ဒီနေရာလေးဖြစ်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်တို့အောက်မှာပါမလဲဆိုရင် address email Google Map link ဖုန်းနံပါတ်3လုံးကျွန်တော်တို့လိပ်စာကျွန်တော်တို့ပြီးရင်ဒီဆိုင်ရဲ့ logo လေးကိုကျွန်တော်တို့ upload လုပ်မယ်ဆိုရင် logo လေးကဒီကျွန်တော်တို့ text bar မှာလည်းပေါ်သလိုကျွန်တော်တို့ရဲ့ဒီ back down လေးမှာလည်း logo ပေါ်ပေးပါတယ်logo ပြီးရင် Facebook Viber Telegram WhatsApp တခုခုကျွန်တော်တို့လုပ်ရပါကျွန်တော်တို့ကတခုခုဒီလိုစာသားတခုခုတင်ပြီးပြီဆိုရင်ဒီ save and change လေးကိုအမြဲတမ်းနှိပ်ပေးရပါမယ်ခင်ဗျဒါ save and change လေးနှိပ်ပေးလိုက်မယ်ဆိုရင်ဒီအောက်က social media link တွေဒီအောက်ခြေဘက်ကထည့်တဲ့အားလုံးက short info မှာထည့်တဲ့အားလုံးကဒီအောက်ကအကုန်လုံးမှာပေါ်မှာပါခင်ဗျကျွန်တော်တို့ဆက်လက်ပြီးတော့ short info ပြီးတော့ product ကိုကျွန်တော်ရှင်းမယ်ဆိုရင်ဒီကောင်းအရင်ကျွန်တော်စပြောမယ်ခင်ဗျဒီနေရာမှာ1 2 3 4 5အကွက်5ခုကြီးကား washing ကား polishing ကား repairing maintenance accessory 5ခုရှိတယ်ဒီ5ခုမှာကျွန်တော်တို့က accessory ကိုအပေါ်ဆုံးမှာပေါ်ကျင်တာလားဘယ်ကောင်းအပေါ်ဆုံးမှာပေါ်ကျင်တာကိုအပေါ်ဆုံးပေါ်ခွင့်ရှိအောင်ကျွန်တော်တို့ software ထဲမှာ function ပါပါတယ်အခုဒီ5ခုရှိပါတယ်ဒီ5ခုမှာကျွန်တော် accessory ကအောက်ဆုံးဖြစ်နေတယ်ဆိုရင်အရင်ဆုံးကျွန်တော် car washing ကိုအရင်အဲ့လေးကြည့်ကြည့်မယ် car washing ကအနည်းဆုံးက5ဖြစ်နေတယ်အဲ့ဆိုရင် accessory ရဲ့ priority အဆင့်ကိုကြည့်လိုက်တယ်1ဖြစ်နေတယ်1ကိုကျွန်တော်9လို့ပေးလိုက်မယ်ခင်ဗျအဲ့ဆိုရင်တေးကြတယ်ကျွန်တော်တို့ accessory ကအပေါ်ဆုံးကိုရောက်ရှိသွားပါမယ်ကျွန်တော်တို့ဒီဘက်မှာလည်းကျွန်တော်တို့ refresh လုပ်ကြည့်လိုက်ပါမယ် refresh လုပ်ကြည့်ရင် accessory ကအပေါ်ဆုံးကိုရောက်ရှိသွားပါမယ်ဒါပထမဆုံးအနေနဲ့ category ကိုကျွန်တော်နေရာစီတဲ့အကြောင်းရင်းလေးပြောပြပေးတာပါကျွန်တော်တို့ဒီနေရာမှာအခု1 2 3 4 5ခုရှိတယ်ဒီနေရာမှာကျွန်တော်တို့ category တစ်ခုထည့်မယ် category နာမည်လေးကကျွန်တော်တို့ဗာလေးထည့်မလဲဆိုရင် engine လို့ထည့်လိုက်မယ်
engineer ကိုကျွန်တော်ကအပေါ်ဆုံးမှာပေါ်ချင်ရင်တော့ခုနထက်မြင့်တဲ့စာသားကိုပေးလိုက်မယ်ဓာတ်ဖော့အနေနဲ့0ပါတယ်ကျွန်တော်ဒီကောင်ကိုပုံထည့်လိုက်မယ်ပုံလေးကကျွန်တော်ဒီဂျပန်ပုံလေးကိုကျွန်တော်ထည့်လိုက်မယ်priority နေရာမှာကျွန်တော်အမြင့်ဆုံးပေးရင်ခုနှစ်ထပ်ပေးရင်အပေါ်ဆုံးမှာပုံမယ်0ဆိုရင်တော့ကျွန်တော်ပေးကြတယ်အောက်ဆုံးမှာပုံမယ်ကျွန်တော်0လေးပေးလိုက်မယ်ခင်ဗျအဲ့ဆိုကျွန်တော် engine ဒီပေးကြတဲ့အောက်ဆုံးမှာပေါ်သွားပါသည်ဒါ item မဟုတ်သေးပါဘူး category အုပ်စုကြီးပါဒီကောင်လေးကိုကျွန်တော် refresh လုပ်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ engine ဆိုပြီးပေါ်လာပါတယ် engine နဲ့ဝင်ကြည့်ပါရှိလဲဘာမှမရှိပါဘူးဘာကြောင့်လဲဆိုရင်ကျွန်တော် item မရေးထားလို့ပါအဲ့ဒါဆိုရင်ကျွန်တော်ကဒီနေရာကိုသွားမယ် engine ထဲကိုဝင်လိုက်မယ် engine ထဲမှာကျွန်တော် item ထဲကိုထည့်မယ် item လေးထည့်မယ် item ထည့်လိုက်မယ် engine နာမည်က 1NZ ပေါ့ကျွန်တော်တို့တန်ဖိုးအားဖြင့်3000ကျပ်ပေါ့ဒါထည့်လိုက်တယ်ကျွန်တော်တို့ခုနကလိုပဲ priority ကအများကြီးရှိခဲ့ရင်အဆင့်တွေပေါ်လို့ရတယ်ပြီးရင်သူ့ရဲ့ကျွန်တော်တို့ပုံလေးထည့်ပါမယ်ပုံလေးထည့်ပါမယ်ဒီပုံလေးကျွန်တော်တို့ထည့်လိုက်ပါမယ်ကိုရီးယားပုံလေးထည့်လိုက်ပါမယ်အဲဒါဆိုရင်ကျွန်တော်တို့ save လုပ်လိုက်ပါမယ် save လုပ်လိုက်ရင်ကျွန်တော်တို့သိကြတဲ့ဒီ engine ရဲ့အောက်မှာ item တစ်ခုထွက်လာပါတယ် engine ရဲ့မှာ engine မှာ description မှာထည့်ခြင်းတယ်ဆိုရင်ကျွန်တော်ခုန engineer မှာ description လေးထည့်ဖို့မိပါပါတယ်ဒါ USA ဆိုပြီးကျွန်တော်ထည့်ကြည့်လိုက်အဲဒါဆိုရင်ကျွန်တော်ဟိုဘက် template ဘက်ကိုကျွန်တော်ပြန်ပြပေးပါမယ်အခု engine အောက်မှာ 1Z ဆိုတာ3000ကျပ်ဆိုတာရှိရဆိုရင်ကျွန်တော်ဒီကောင်လေးကို refresh လုပ်လိုက်မယ်ကျွန်တော်တို့ဒီ engine ဘာဖြစ်လို့အောက်ဆုံးမှာပေါ်လဲကျွန်တော် priority 0ပေးတာလို့အဲဆိုကျွန်တော် engine နဲ့ဝင်ကြည့်လိုက်မယ်engine ထဲမှာ engine အောက်မှာဘာလို့ USA ပေါ်လဲကျွန်တော် description မှာ USA လို့ပေးထားလို့ကိုယ့်ဘက်ကိုစာသားရှိရှိလေးထဲမှာဆိုဒီမှာရှိရှိလေးပေါ်မယ် engine ပေါ်မယ်ဒီမှာ 1Z ခုနပုံနဲ့3000ကျပ်ဆိုတာပေါ်နေပါမယ်အဲဒါဆိုရင်ကျွန်တော်တို့ကဒီဟာကိုပြတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီကောင်ကို delete လုပ်လိုက်ပါ item ကိုပြတ်ချင်တယ်ဆိုရင်တကယ်လို့ engine ကိုပြတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ delete လုပ်လိုက်ပါလွယ်ကူကူပြတ်သွားတယ်သို့ပေမဲ့ customer တယောက်ကဒီ car version ကိုဖြတ်မယ်ဆိုရင်လွယ်ကူကူမပြတ်ပါဘူးဒီမှာပြတဲ့စာသားကို copy ထည့်ပြီးမှပြတ်ပါမယ်ဘာဖြစ်လို့လွယ်ကူကူမပြတ်လဲဆိုရင်အောက်မှာ item ရှိနေတယ်လွယ်ကူကူကျွန်တော်တို့ပေးမပြတ်ပါဘူးဒီကောင်လေးကို copy ဒီလိုထည့်ပြီး delete လုပ်လိုက်မှဒါလေးပြတ်သွားပါမယ်မိမိရဲ့ data ကိုမှားပြတ်တာမျိုးမကြုံရအောင်ပါတကယ်လို့ delete ကိုတန်းနေလို့ပြတ်တယ်ဆိုရင်အဲ့ဒီအောက်မှာ item မရှိလို့ပါခင်ဗျဒါကျွန်တော်တို့ product catalog နဲ့ပတ်သက်လို့ကျွန်တော်တို့ရှင်းပြပေးထားတာပါဆက်လက်ပြီးတော့ကျွန်တော်တို့ကဒီ item နဲ့ပတ်သက်လို့ကျွန်တော်တို့ဗာဆက်ပြောမလဲဆိုရင်ဒီကောင်လေးကိုပြောမယ် customize ဆိုတာလေးဒီ customize ဆိုတဲ့စာသားလေးကိုကြည့်ကြည့်ပါ main headline မှာကျွန်တော်ပြန်ထွက်ပြပါမယ်ဒီမှာမိုးလေးကိုနှိပ်တယ် customize ထဲကိုနှိပ်လိုက်ပြီ customize ထဲမှာဒီလို box လေးတွေရှိတယ် main headline မှာ main headline ရှိတယ်ကျွန်တော် welcome section မှာ main headline နဲ့ subtitle နဲ့ရှိတယ် subtitle နဲ့ရှိတယ် main headline မှာရန်ကုန် auto service ရှိတယ် subtitle မှာ professional car care service ဆိုပြီးတော့စာသားလေးအရှိလေးရေးထားတယ်အဲ့ဒီဟာဘယ်မှာပေါ်လဲဆိုရင်ကျွန်တော်တို့ကြည့်လိုက်အပေါ်ဆုံးပုံရဲ့ဒီပေါ်ကစာသားကိုပေါ်တာပါအဲ့ဒါဆိုရင် main headline ကစာသားကိုပြောင်းရင်ကျွန်တော်တို့ရန်ကုန် auto လို့ဒီနေရာလေးကိုကျွန်တော်ပြောင်းမယ်ဆိုရင် save ချက်နှိပ်ပေးပါအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဘက်မှာရန်ကုန် auto service ကနေကျွန်တော်တို့ရန်ကုန် auto ဆိုတာကိုပြောင်းသွားပါမယ်အဲ့ဒါကြောင့်မိမိလိုချင်တဲ့စာသားကိုဒီပေါ်မှာပြောင်းလိုက်ရုံပါပဲဒါကနှစ်ချက်ပါကျွန်တော်တို့ welcome section ရဲ့နှစ်ချက် section တိုက်တယ်ဆိုတာဒီအောက်မှာ our premier service ဆိုတာရှိတယ် professional automotive ကဒီနှစ်ချောင်းကဘယ်မှာပေါ်လဲဆိုရင်ပုံရဲ့အောက်ကစာသားပါဒီမှာကျွန်တော် our ဆွဲစလုံးလေးကိုဖြုတ်ပြပါမယ်အဲဆိုရင်ကျွန်တော်ဒီက hour လေးကိုကျွန်တော် delete လုပ်လိုက်ပါမယ်ကျွန်တော်အဲ့ဒါဆိုရင်ဒီလိုသွားပြောင်းလိုက်ရင်မပေါ်သေးဘူး save ဆိုတာအများနဲ့နှိပ်ပြရတယ်ကိုတခုခုတင်တယ်ဆို save နှိပ်ပေးပါအဲ့ဒါနှိပ်လိုက်မှသာလေဒီဘက်မှာကျွန်တော်တို့စာသားသွားပြောင်းပါမယ်အဲဆိုရင်ကျွန်တော်တို့ဒီဘက်မှာ refresh လုပ်လိုက်ပါမယ်ကျွန်တော်တို့ refresh လုပ်လိုက်ရင်ဒီမှာ hour ဆိုတာလေးပြုတ်သွားပါပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ back office မှာတင်ထားတာကဒီ customize မှာဒီအပေါ်နှစ်ကြောင်းရယ်ကျွန်တော်တို့အောက်နှစ်ကြောင်းရယ်အပေါ်နှစ်ကြောင်းကို welcome section ကထည့်မယ်အောက်နှစ်ကြောင်းကတော့ကျွန်တော်တို့ဘယ်အားထည့်မလဲဆိုရင် product section ကနေထည့်လိုက်ရင်ပြီးသွားပါပြီအောက်သုံးချက်ကဘာမှပြည့်စရာမလိုပါဘူးမိမိလိုချင်တဲ့စာသားတိုင်းဒီမှာလွယ်ကူကူပြင်လိုက်ရင်ရပါတယ်ကျွန်တော်တို့ဆက်သွားမယ်ဆိုရင်ဒီဘက်မှာဆိုရင်ကျွန်တော်တို့မူးတဲ့ကိုထပ်နေမယ် gallery သုံးစရာမလိုပါဘူး review ဒီ template မှာသုံးစရာ
မလိုပါဘူးကျွန်တော် review and public လေးပြောပါမယ်တခါတလေမှာဒီကောင်လေးက off ဖြစ်နေခဲ့ရင်ဒီလိုပုံစံ view လေးမြင်နေပါမယ်အဲဒီကနေပြီးတော့ကျွန်တော်က advanced setting ကို online မယ်ဆိုရင် primary color နဲ့အပြာနုရောင်လေးဖြစ်နေတယ်အဲ့ဒါဒီနေရာလေးကကျွန်တော်တို့ဒီရန်ကုန် auto service တို့ဒီ basis တို့ဒီစာသားလေးဒီအောက်က power by ACF တို့အဲ့ဒီစာသားလေးအပြာအောင်ဖြစ်နေတယ်ဆိုတာကကျွန်တော်တို့ဒီ primary color မှာဒီရောင်လေးသုံးထားလို့ပါ secondary color မှာအစိမ်းရောင်လေးသုံးထားတာကြတော့ကျွန်တော်တို့ဒီ box wine လေးတွေမှာအစိမ်းရောင်လေးတွေဖြစ်နေတယ်ဆိုတာကဒီ secondary color မှာ box wine လေးသုံးထားလို့ပါ test color ကိုကျွန်တော်အမဲရောင်လေးပေးထားတဲ့အတွက်ဒီ test color အားလုံးဒီကျွန်တော်တို့အမဲရောင်လေးဖြစ်နေပါမယ်ခင်ဗျဒါ test color တွေကဒီမှာဆိုရင် test color တွေအမဲရောင်တွေအကုန်ဖြစ်နေပါမယ်ကိုယ့်ရဲ့ thin color အတိုင်းဒီမှာအကုန်ချိန်လို့ရပါတယ် advanced setting မှာပြီးရင်ကျွန်တော်တို့က font တွေကိုလည်းမိမိလိုအပ်တဲ့ကြိုက်နေတဲ့သလိုချိန်ခွင့်ရှိပါတယ် font item တွေပြီးရင်ကျွန်တော်တို့ background image ထည့်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ background image တစ်ခုခုထည့်ပေါ့ဒါကတော့ကျွန်တော်တို့ကတော့ရိုးရှင်းဖြစ်တဲ့ဖုန်းမှာပေါ်တဲ့အကျူအောင် background လေးပဲထားပေးတာပါတယ်ဘာမှမထည့်ရင် default အကျူအောင် background လေးပါတကယ်လို့ထည့်ခြင်းနဲ့ဆိုလဲဒီကနေနှိပ်ပြီးတော့ထည့်လို့ရပါတယ်ဒီအပေါ်ဆုံးမှာပေါ်တဲ့ပုံလေးပေါ့ဒီကားပုံလေးက banner image ပေါ့ banner image ကတော့ကျွန်တော်တို့ဒီနောက်ပိတ်ဆုံးဒီ banner image ဒီနေရာကနေကျွန်တော်တို့လိုချင်တဲ့ပုံကိုချိန်လို့ရပါတယ်အခုလက်ရှိလောလောဆယ်ကျွန်တော်ဒီပုံလေးထားထားပါတယ်ပြီးပြီဆိုရင်ဒါကျွန်တော်တို့ကကိုပြင်ပြီးသွားပြီးကြိုက်နှစ်သက်ပြီးအရင်ဆုံးသိမလုပ်ခင်မှာဒီ public open preview ကနေပြီးတော့ကျွန်တော်တို့လိုချင်တဲ့ပုံစံကိုဖုန်းထဲကနေဒီလိုလက်ရှိလောလောဆယ်ဒီလိုလေးလဲကြည့်ရှုလို့ရပါတယ်ဒါကိုမနေသေးဘူးဆိုရင်နောက်ပြီးဆုံးကိုအကုန်လုံးပြီးပြတ်သွားပြီဆိုရင်ကျွန်တော် public ကိုနှိပ်လိုက်ပါမယ်ဒီ public ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ QR လေးပေါ်လာမယ်ဒီ QR လေးပေါ်လာမယ်ဒီအောက်မှာအဆက်40ရှိတဲ့အရောင်ရွေးလို့ရတယ် link ရှိတယ် basic website ရှိတယ် QR ရှိတယ် go to dashboard ရှိတယ်ဒီလိုကျွန်တော် QR ပုံလေးပေါ့ကျွန်တော်တို့က QR ပုံလေးကိုအမျိုးမျိုးရွေးချယ်လို့ရတယ်ကျွန်တော်တို့ဒီမှာပုံ၄ပုံပေးထားပါတယ် QR နဲ့ပတ်သက်လို့ကျွန်တော်နောက်ပိတ်ဆုံး QR ပုံလေးကိုကြိုက်တယ်ဒါပေမဲ့ကျွန်တော်ဆိုင်ကအနီရောင်ကိုသုံးတဲ့ဆိုင်ဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်ဆောင်ကနေဒီလိုအရောင်ကိုဒီလိုအနီရောင်ကိုကျွန်တော်ရွေးချယ်လို့ရပါတယ် QR ကိုလည်းရွေးပြီးပြီ QR ဒီဇိုင်းကိုလည်းရွေးပြီးပြီ QR အရောင်